ကျွန်တော်ရဲ့နာမည်ကဦးမျိုးဝင်းဖြစ်ပါတယ်ဆိုးဝနာမော်တော်ယာဉ်မျိုးပြုပြင်ရေးရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်ကျွန်တော်ဟာဒီကားပညာကိုကျွန်တော်အဖေစီမှာ9 တန်းနှစ်လောက်ထဲကဒီကားပညာတင်ညာကားအဖေကြီးကလေးလံနေဆွဲနေတယ်ဆွဲရဟာဟိုဝင်ရောက်ပြုပြင်ပေးနေဒီကားပညာလောကတွေကိုဝါသနာပါပြီးတော့ခြေစုံဝင်လာခဲ့ပြီးတော့နောက်ထပ်နှစ်နည်းငယ်လောက်ကြာတဲ့အချိန်မှာကျွန်တော်ရဲ့ဆရာအရင်ဖြစ်တဲ့ဆရာအေးဘူးစီမှာ9 နှစ်10 နှစ်လောက်ကျွန်တော်ပညာစီးပူးခဲ့ပါတယ်ဒီကြားထဲမှာကျွန်တော် workshop ပညာကိုခဏရက်ပြီးတော့ AI China ကုမ္ပဏီမှာမော်တော်ယာဉ်မောင်းဖြစ်တစ်နှစ်ပတ်လုံးသွားပြီးတော့ပေါင်းပြီးတော့အဲ့ဒီအချိန်မှာကျွန်တော်လည်းအရန်ကြီးနေတဲ့အကူကြီးတယောက်ကအိမ်ကိုလာရှာပြီးတော့မောင်မျိုးဘာတွေလုပ်နေလဲဆိုမေးတယ်မိတဲ့အချိန်မှာကျွန်တော်မော်တော်ယာဉ်သွားမောင်းနေရပေါ့ကားသွားမောင်းနေရကားမောင်းနေရင်းနဲ့မင်းဘာလို့ကားသွားမောင်းနေတာလဲပေါ့ကားမောင်းနေစရာဒီကားပညာကြီးကို10 နှစ်10မို့တင်ယူထားပြီးမှဘာဖြစ်လို့ထောင်နှခမ်းမှာနင်းပြီးတော့ရင်မော်တော်ယာဉ်သွားမောင်းနေတာလဲဆိုပြီးတော့ကျွန်တော်ကိုစူပါတယ်ကိုသားကြီးဆိုတဲ့အကိုကြီးကစူရင်းနဲ့မင်းရဲ့ဒီကားပညာ10 နှစ်10မို့ကြိုးစားထားတဲ့ပညာတွေကိုအလကားမဖြစ်စေနဲ့ငါညီမင်းလိုအပ်တဲ့ပစ္စည်းမှန်သမျှလည်းကိုကြီးဝယ်ပေးမယ်မင်းလိုအပ်တဲ့နေရာအခက်အခဲရှိလို့ရှိရင်လည်းကိုကြီးကူညီပေးမယ်ဆိုပြီးတော့အဲ့ကိုကြီးကနေပြီးတော့ကျွန်တော်စပြီးသူ့ channel မှာကားတွေကိုပြင်ခိုင်းနေဒီလုပ်ငန်းလေးကိုစပြသွားတာတော့ခက်ခဲဆိုတော့တုံတွေ့နေရတော့ဗောတယောက်တည်းကားတွေများတဲ့ကြောင့်ယူလဲကိုပဲဘာပေးလဲကိုပဲတယောက်တည်းနိုင်မင်းဖြစ်နေတာတကယ်တားမီ2 ယောက် 3 ယောက်နဲ့စပြီးတော့ဒီထောင်မဲလို့စိတ်ကူးရင်းနဲ့ဒီ workshop လောကကို28 နှစ်ကြာအောင်ကျွန်တော်ကြိုးစားရုန်းကန်ခဲ့ရတာပါကိုမျိုးဝင်းဟာကားဝါရှော့လုပ်ငန်းကိုလုပ်ကင်လာတာဟာ28 နှစ်ရှိနေပါပြီခုလိုရက်တည်နိုင်တာကလည်းသူ့ရဲ့ဝါသနာစေတနာတွေကိုအရင်းခံပြီးလာသမျှကားတွေကိုလုံးတင်တာတင်တာကိုပဲပြုပြင်စေပြီးလိုအပ်တယ်လို့ပြင်ဆင်ပေးခဲ့တဲ့အတွက်လာရောက်အနံကြတဲ့ကားပိုင်ရှင်များကလည်းကျေနပ်သဘောကျကြပါတယ်ကိုမျိုးဝင်းကိုယုံကြည်အားပေးကြတဲ့တချို့ကားပိုင်ရှင်များဆိုဟန်တောင်ကြီးအနေရဲရောက်ရှိနေရတော့ကိုမျိုးဝင်းကိုပဲဆက်လက်အားပေးနေကြပါတယ်ကိုမျိုးဝင်းကလည်းတက်နိုင်သလောက်စေတနာထားပြီးသူများထက်ငွေအမောက်နည်းနိုင်သလောက်နည်းအောင်ကားကိုလည်းအကောင်းဆုံးဖြစ်အောင်ကိုမျိုးဝင်းကိုယ်တိုင်ပဲဥဆောင်ပြီးပြုလုပ်ပေးပါတယ်လူသမားတွေနဲ့လွတ်ထားတာမရှိအောင်ကိုယ်တိုင်ဦးစီးပြုပြင်ပေးတဲ့အတွက်လာရောက်အနံသူတို့စိတ်ကြည်နေကြပါတယ်ကိုမျိုးဝင်းဟာဝါသနာရင်းခံမိဘအမွေခံပညာနဲ့ပြုပြင်ပေးပါတယ်အကောင်းဆုံးပြုပြင်ပေးပြီးတာဝန်ခံမှုတာဝန်ယူမှုကိုလည်းအဓိကထားပြုလုပ်ပေးပါတယ်ကိုမျိုးဝင်းရဲ့ကားဝက်ရှော့ဟာစိုက်ဖို့အဓိကမဟုတ်တာကြောင့်မလို့ကိုမျိုးဝင်းစိုင်းဘယ်နေရာမှာပဲဖွင့်လာရောက်အားပေးကြတဲ့customer များအများကြီးဖြစ်ပါတယ်။ဒါကြောင့်မို့ customer များအားလုံးကိုလည်းကိုမျိုးဝင်းကအထူးကျေးဇူးတင်ရှိပါကြောင်းကျမတို့ MBI မှတဆင့်ပြောကြားလိုက်ပါတယ်ရှင်။ကားတွေရှိနေသေးရတော့ဒီကား workshop လုပ်ငန်းကတော့ဆက်လက်ရှင်းနေဦးမှာပါပဲ။ကိုမျိုးဝင်းကဒီကားပြုပြင်ရေးလုပ်ငန်းကိုရေရှည်ရက်တည်နိုင်ဖို့ဆိုရင်စေတနာရင်းခံပြီးကားပြုပြင်ထိန်းသိမ်းရေးပညာကိုကျွမ်းကျင်တက်ထားဖို့လိုအပ်ပါတယ်လို့အကြံပြုထားပါတယ်ရှင်။ပေါ်သေးတယ်နော်။လေးလုံးတစ်လုံးသုံးလုံးဟုတ်ကဲ့တစ်လုံးလေးလုံး။ညကောင်းသေးပါလေဖြုတ်မလဲနဲ့။ညအသေးရုပ်။ညဒီ7 သိန်းနဲ့တန်ကောင်းမှတာပဲကြာ။အခုလေးလုံး39သိန်း။29။လေရောကောင်းသေးလား။ဒီကလည်းဒိတ်2025
ကုန်တော့မှကောင်းတယ်ဟာကော်တီးလေးတွေ့ရဟိုချိတ်ပါလေအဲ့နားမှာချိတ်တာ ကိုမျိုးဝင်းပိုင်စိုးဝနကားဝတ်လျှော့ဆိုင်မှရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကတော့အင်ဂျင်များပြုပြင်ခြင်းအင်ဂျင်အောက်ပိုင်းပြုပြင်ခြင်းကားအောက်ပိုင်းပြုပြင်ခြင်းအင်ဂျင်ဝိုင်ဂီယာဝိုင်အော်တိုဂီယာဝိုင်လဲလှယ်ခြင်းများစသည့်ဝန်ဆောင်မှုများရယူလိုပါကဖုန်းနံပါတ်3995126223ကိုဆက်သွယ်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်